ပင်လယ်ပြိုင်ထောင်ချောက်တွေက42နာရီဖြစ်ရမှန်ဇလန်းရှိပင်လယ်ပြေဟာတခါတည်းမှာအလွန်သားရသလောက်တခါတည်းမှာတော့အလွန်ရက်စက်တက်ပိုင်2009ခုနှစ်ဖေဖော်ဝါရီလရဲ့တာယာရဲ့မနက်ခင်းတစ်ခုဖလော်ရီဒါပြည်နယ်ကလီယာဝါတာကမ်းခြေမှာ NFL လို့ခေါ်တဲ့အမေရိကန်အမျိုးသားဘောလုံးအဖွဲ့ချုပ်ရဲ့နာမည်ကျော်ကစားသမားတွေဖြစ်တဲ့မာဂွီနဲ့ဂိုရီတို့ဟာသူတို့ရဲ့တငယ်ချင်းတွေဖြစ်တဲ့နေဝေတို့နဲ့အတူငါးဘက်ထွက်ဖို့ပြင်ဆင်နေကြပါတယ်။သူတို့စီမဲလေးလေးက22ပေပဲရှိတဲ့ Everglade ငါးဘက်လေးလေးပါ။မာဂွီကပင်လယ်ကိုအရန်ချစ်သူပြီးဒီလေးလေးကိုသူ့အိမ်လိုသဘောထားပါတယ်။အိမ်လေးကမှုန်တိုင်းငယ်လေးတစ်ခုလာနိုင်တယ်ဆိုတဲ့သတင်းတွေရှိနေပေမဲ့သူတို့ဟာငယ်ရွယ်ဖြက်လက်တဲ့အားကစားသမားတွေဖြစ်တာကြောင့်ကုကိုယုံကြည်မှုလွန်ခဲ့တာကြောင့်ဒီသတိပေးချက်ကိုလစ်လူရှုခဲ့ကြပါတယ်။မှုန်တိုင်းမလာခင်ငါတို့ပြန်ရောက်မှာပါဆိုတဲ့အေးစီးတဲ့အတွေ့နဲ့သူတို့ကမ်းခြေကနေထွက်ခွာခဲ့ကြပါတယ်။အဲဒီအချိန်မှာသူတို့တဲကဘသူကမှဒါဟာသူတို့ရဲ့နောက်ဆုံးခရီးဖြစ်သွားမယ်လို့မထင်ခဲ့ကြပါဘူး။ကမ်းခြေကနေမိုင်80လောက်ဝေးတဲ့နေရာကိုရောက်တဲ့အခါရာသီဥတုကရုတ်တရက်ပြောင်းလဲသွားပါတယ်။လိုင်းလုံးတွေကတဖြည်းဖြည်းမြင့်တက်လာပြီးကောင်းကင်ကြီးကလည်းမှောင်အတိကျလာပါပြီ။အချိန်ဒီမဟန်တော့ရာကိုသိလိုက်တဲ့မာဂရီကအိမ်ပြန်ဖို့ဆုံးဖြတ်ပြီးကြောက်စူးကိုပြန်ဆွဲတင်လိုက်။ဒါပေမဲ့ကံကြမ္မာကသူတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ကြောက်စူးကပင်လယ်အောက်ခြေကကြောက်စာတစ်ခုကြားမှာကျက်နေခဲ့ပါတယ်။လိုင်းတွေကပိုပြင်းလာပြီးလှေကလည်းလိုင်းတန်ကြောင့်ဟိုဘက်ဒီဘက်ကျင်းထိုးနေပါပြီ။ဒီချိန်မှာမာဂရီဟာအမားတစ်ခုကိုလုံမိလိုက်ပိုက်။သူဟာလှေအင်ဂျင်ကိုအားကုန်သုံးပြီးကြောက်စူးကိုဆွဲတင်ဖို့ကြိုးစားခဲ့တာပါ။အင်ဂျင်ရဲ့အားကလှေကိုရှေ့ကိုတွန်းနေကြောက်စူးကနောက်ကနေဆွဲထားတယ်။ဒီအားနှစ်ခုကြားမှာလှေရဲ့နောက်ပိုင်းထဲကိုရေတွေဝင်လာပါတော့။တခဏအတွင်းမှာပဲအရှိန်ပြင်းတဲ့လိုင်းလုံးကြီးတစ်ခုကလှေကိုရိုက်ခတ်လိုက်ပြီးတံမိုးကြီးလေလေးဟာဘိုက်မှောက်လျက်သားဖြစ်သွားပါတော့။အားလုံးအဆင်ပြေရလားဆိုတဲ့အော်ဟစ်တန်တွေနဲ့အတူသူတို့လေးယောက်ဟာမှောက်နေတဲ့လေရဲ့အောက်ခြေကိုအပြေးအလွှာဖက်တွယ်ခဲ့ကြပါ။လေထဲမှာပါလာတဲ့ဖုန်းတွေအချက်ပြကိရိယာတွေအားလုံးရေအောက်ထဲနစ်မြုပ်သွားပါပြီ။သူတို့မှရှိတာဆိုလို့အသက်ကဲအင်ကြီးအနှဲငယ်နဲ့မယိမ့်နိုင်တဲ့စိတ်သက်ပဲရှိပါတော့။ညီနဲ့လာနဲ့အမျှအပူချိန်ကထိုးဆင်းသွားပါ။ဖလော်ရီဒါရဲ့ရေပြင်ဟာနေကေးဘက်မှာနှွေးထွေးပေမဲ့ညဘက်မှာတော့အသားတွေတုံရင်လာစေတဲ့အထိအေးဆက်လာပါ။ဒီနေရာမှာဟိုက်ပါသာမီယာဆိုတဲ့ရန်သူကသူတို့ကိုစတင်တိုက်ခိုက်ပါပြီ။ငါတို့မနက်ထိခဏရှိအောင်စူးစမ်းရမယ်။မနက်ကျရင်ကေဆယ်ရီတွေလာမှာပါလို့တယောက်ကိုတယောက်အားပေးနေကြပေမဲ့သူတို့ရဲ့နှက်ခမ်းတွေကတော့အေးလွန်းလို့ပြာနှမ်းနေပါပြီ။ဒုတိယနေ့မနက်ခင်းဟာမျော်လင့်သလောက်လှပမလာခဲ့ပါဘူး။မာဂရီဟာအေးလွန်းတဲ့တန်ကြောင့်စိတ်ကြောက်ကတန်းတွေစဖြစ်လာပါ၏။သူဟာအဝိစားတွေကိုချွတ်ပစ်လိုက်ပြီးငါသမီးလေးဟိုမှာငါသွားခေါ်ရမယ်လို့အော်ဟစ်ပြီးရေထဲကိုဆင်းသွားဖို့ကြိုးစားပါ၏။နေနဲ့ဝေတို့ကသူ့ကိုအတင်းဆွဲခေါ်ထားပေမဲ့ခန္ဓာကိုယ်ကြီးမားတဲ့အားကစားသမားတယောက်ကိုထိန်းချုပ်ဖို့ကမလွယ်ကူပါဘူး။နောက်ဆုံးမှာတော့မာဂရီရဲ့အားအင်တွေကုန်ခန်းသွားပြီးသူ့ရဲ့လက်တွေဟာလှေပေါ်ကနေရှော့ကျသွားပါတော့။မာဂရီလို့တငယ်ချင်းတွေကအော်ခေါ်ပြီးမဲ့ပင်လယ်ပြင်ကတော့ဘာပြန်ပြောတမ်းမှမကြားရပဲမာဂရီကိုဝါမျိုးသွားခဲ့ပါပြီ။ဒါဟာသူတို့ရဲ့ပထမဆုံးဆုံးရှုံးမှုဖြစ်ပြီးကျန်တဲ့တောင်ယောင်ရဲ့စိတ်သက်ကိုအကြီးကျယ်ရိုက်ခတ်သွားပါ။မာဂရီမရှိတော့တဲ့နောက်ကိုရီဟာလည်းစိတ်ပိုင်းဆိုင်ရာပြိုလဲလာပါ။သူဟာလည်းမာဂရီလိုပဲစိတ်ကြောက်ကတန်းတွေပြောလာပါ။ဟိုမှာဟိုတယ်ကြီးတစ်ခုငါသွားပြီးရေတောက်လိုက်အောင်မယ်လို့ပြောရင်သူဟာလည်းလှေပေါ်ကနေဆင်းသွားပါ။နိကသူ့ကိုကယ်ဖို့ကြိုးစားပေမဲ့ကိုရီကနစ်ကိုပါရေထဲဆွဲချသလိုဖြစ်နေရကြောင်းဝီကလွတ်လိုက်တော့နစ်မဟုတ်ရင်မင်းမာသေးလိမ့်မယ်လို့တားခဲ့ရပါ။အခုတော့နစ်နဲ့ဝီနှစ်ယောက်ထဲကြံပါတော့။သူတို့နှစ်ယောက်ဟာလှေပေါ်မှာတယောက်ကိုတယောက်ဖတ်ထားရင်အပူချိန်ကိုထိန်းထားကြပါ။သူတို့ဟာမိသားစုအကြောင်းတွေနောင်နာရစရာတွေနဲ့အသက်ရှင်လှုပ်ချင်တဲ့အရာတွေကိုတူတူလေးပြောဆိုရင်အချိန်တွေကိုကုန်လွန်စေခဲ့ပါ။ Stage Down ဆိုတဲ့စကားလုံးဟာသူတို့ရဲ့တစ်ခုတည်းသောဆုတောင်းစာဖြစ်နေခဲ့ပါ။တတိယနေ့ကိုရောက်တဲ့အခါဝီဟာလည်းအချိန်ကြီးတော်တော်ဆိုးနေပါပြီ။သူဟာသူ့ရဲ့စာပနာမှာဘသူတွေကိုဖိတ်ချင်တယ်မိဘတွေကိုဘာပြောပြပါဆိုတာတွေကိုနစ်ကိုသေတန်းစာလို့မှားနေခဲ့ပါ။နစ်ကဝီကိုလှေပေါ်ကနေရှောမကြအောင်သူ့ရဲ့ခပတ်နဲ့လှေမှာတွဲချီပေးထားခဲ့ပါ။ဒါပေမဲ့ပြင်းထန်လွန်တဲ့လိုင်းလုံးကြီးတစ်ခုကလှေကိုအားပြင်းပြင်းရိုက်ခတ်လိုက်တဲ့အချိန်မှာတော့ဝီဟာလည်းလိုင်းနဲ့အတူပါသွားခဲ့ပါပြီ။နေဟာအခုတော့ဒီကျေပြောလာတဲ့ပင်လယ်ပြင်ကြီးထဲမှာလှေအိုကြီးတစ်စီးပေါ်မှာတယောက်တည်းပြတ်သွားခဲ့ပါပြီ။ဘေးပပတ်လေမှာဘာအလီရောင်မှမရှိဘာအတန်းမှမရှိသူ့ရဲ့တငယ်ချင်း3ယောက်လုံးဟာသူ့မျက်စိရှိတဲ့ပျောက်ကွယ်သွားခဲ့ပါပြီ။နေဟာကောင်းကင်ကြိုးကြည့်ပြီးဘာလို့ငါ့ကိုမှချမ်းသာခဲ့တာလဲလို့အော်ဟစ်မိကုံထုတ်ရင်သတိလစ်သွားခဲ့ပါ42နာရီမြောက်တဲ့အချိန်ကမ်းခြေဆောင်တပ်ဖွဲ့ရဲ့ရဟတ်ယာဉ်တစ်စီးဟာပင်လယ်ပြင်ကိုပတ်ပြီးရှာဖွေနေအောင်မှောက်နေတဲ့လှေဖြူလေးကိုလှမ်းမြင်လိုက်ရပါအနီးကကြည့်လိုက်တဲ့အခါ
လေရဲ့အောက်ခြေမှာလူတစ်ယောက်ဟာမှောက်လျက်သားရှိနေရကိုတွေ့လိုက်ရပါတယ်။အဲ့ဒါနစ်ပါ။နစ်ကိုကယ်ဆယ်ရေးအဖွဲ့ကရဟတ်ရင်ပေါ်ဆွဲတင်လိုက်တဲ့အချိန်မှာသူဟာအသက်ရှင်နေသေးပေမဲ့အယိုးနဲ့အရေးပဲကြံပါတော့တယ်။ဆေးရုံရောက်တဲ့အခါဆရာဝန်တွေကနစ်ဟာနောက်ထပ်နိုင်အနှဲငယ်သာကယ်ဆယ်ရေးမရောက်ခင်ရင်တည်ဆုံသွားနိုင်တယ်လို့ဆိုပါတယ်။နစ်ဟာအသက်ရှင်ကျန်ရည်သူဖြစ်လာခဲ့ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အမြဲတမ်းအပြည့်ရှိတယ်လို့ခံစားနေရပါတယ်။ငါဘာလို့သူတို့ကိုမကယ်နိုင်ခဲ့တာလဲဆိုတဲ့မိကွန်းကသူ့ကိုတစ်သက်လုံးခြောက်လန့်နေပါတော့တယ်။ဒီဖြစ်ရမှန်ဟာကျမတို့ကိုသင်ခန်းစာများစွာပေးပါတယ်။တဘာဝတရားကိုဘယ်တော့မှမစိန်ခေါ်ဖို့ကြိုတင်ပြင်ဆင်မှုမရှိဘဲပေါ်စားမှုမလုပ်ဖို့နဲ့ဘဝရဲ့တန်ဖိုးဟာဘလောက်အထိအရေးကြီးလဲဆိုတာပါပဲ။နေဟာဒီနေ့အထိသူ့တငယ်ချင်း300အတွက်ရည်စူးပြီးအသက်ရှင်နေထိုင်နေစေဖြစ်ပါတယ်။ပင်လယ်ပြင်ကြီးဟာတည်ငြိမ်နေပေမဲ့အဲဒီအောက်မှာတော့လွမ်းမောဖွယ်ရာဇလံပေါင်းများစွာရှိနေရဆိုတာဒီဖြစ်ရကသက်သေပြနေပါတော့တယ်။